Hello အားလုံးမင်္ဂလာပါရှင်ကျမပထမဗီဒီယိုလေးရလေcopyright မိသွားတော့ကျမပြန်ပြီးတော့ဖျက်ချလိုက်ရတယ်တချင်းတန်နေပါနေလို့ပေါ့နော်အဲ့တော့အခုကျမရဲ့ voice cover လေးနဲ့ပဲအတန်ပြန်တွဲပြီးတော့လုပ်ရပါတယ်ဒီနေ့ကတော့ Trader Joe's ဆိုတဲ့grocery store ပေါ့နော်အဲ့ဒီဆိုင်လေးမှာကျမသားငယ်လေးကျောင်း graduation ပွဲကိုအမှတ်တရပေးဖို့ပန်းလေးတွေသွားဝယ်တာဖြစ်ပါတယ်အဲ့ဒီမှာပန်းလေးတွေတိတ်ဆုံးတာပဲရှင်ဒီမှာကြည့်ပါဦးပန်းတွေရမ်းလှတယ်သူကနာမည်ကြီးပဲပေါ့နော်ဒီအလင်းပါဆို Trader Joe's ဆိုသူကစားတောက်ပစ္စည်းလေးတွေပေါ့နိုင်ငံတကာစားတောက်ကလေးတွေ ready made ကလေးတွေပေါ့နော်သူကစုံလင်းလေးနဲ့အဲ့လိုရောင်းပေးတာပေါ့နော်သူကဒီပါတွေက fast food တွေသူတို့စားကြတယ်လေလူတွေကအလုပ်လုပ်ကြရတဲ့အခါကျတော့အဲ့ဒီမှာတခါစားထမင်းလေးနဲ့ဟင်းတွဲတာလေးတွေစုံလို့ပါပဲရှင်အဲ့ဒီမှာအဲ့ဒါကျမတို့ကတော့တားငယ်လေးအတွက်ဂုံပြုပန်းသွားဝယ်တာဖြစ်ပါတယ်ပန်းတော့ဒေါ်လာ20လောက်တော့ကျသွားတာပေါ့နော်အဲ့မှာလူတွေလည်းစုံနေတာပဲရှင်အဲ့ဒါလေးနဲ့ Ross လေးသွားတာလေးကိုကျမအတန်ပိတ်ပြီးတော့ရိုက်ပြတာဖြစ်ပါတယ်ရှင်အဲ့မှာပန်းအိုးလေးတွေလည်းစုံနေအဲ့လိုပန်းစည်းလေးတွေလည်းစုံနေတော်တော်စုံပါတယ်အဲ့ဒီဆိုင်ကျမအဲ့ဒီဆိုင်ကလေရောက်ခဲတယ်အိမ်နဲ့လည်းနည်းနည်းလှမ်းတယ်နောက်ပြီးတော့သူကအဲ့လို ready made ဘူးတွေရောင်းတဲ့အခါကျတော့လေကိုရီးယားဘာပဲပြောအိမ်မှာချက်စားပြုတ်စားကြတော့အဲ့ဒါတွေကကိုအတွက်တိတ်ပြီးတော့အရန်အဆင်မပြေနေဘူးပေါ့နော်ဒါပေမဲ့အရန်အောင်မှာစမ်းပြတဲ့မုတ်ကလေးတွေအဲ့လိုထူးဆန်းတဲ့အရာဘယ်လိုပြောမလဲစားတော့ ready made ဘူးလေးတွေတော့တော်တော်စုံတာတွေ့တယ်အဲ့ဒီမှာဆိုရင်တို့လာအမျိုးဘူးလေးနဲ့ကျမတို့ dim sum ပုံစံမျိုးပေါ့နော်ကျမတို့ဘယ်လိုခေါ်မလဲ dumpling အဲ့မှာချက်သားဟိုပါပေါ့ orange chicken ready made ပေါ့နော်တခါတည်းအိမ်ရောက်ရင်ကြော်စားရုံပဲပေါ့ဒါမျိုးလေးတွေဆိုတော့တခါတလေတော့လေအိမ်မှာဝယ်ထားရင်တော့လေစိုးပဲပြောရမှာပေါ့နော်ဒီဟာလေးတွေတခါတလေအလွယ်တကူစားလို့ရတာပေါ့သူက ready made တွေဆိုတော့အဲ့မှာရှောက်ကြည့်တာပေါ့လေဒါကတော့အတီးအနှံလေးတွေဒါကြတော့ဒီမှာတော့လူငယ်တွေကတော့တော်တော်ကြိုက်တယ်ကျမသားလေးတွေတော့သူတို့တော့မကြာခဏရောက်ကြတယ်ပြောတာကျမကတော့မရောက်ဖြစ်ပါဘူးเนาะဒီဟာကျမအတွက်တတိယမြောက်လားဒုတိယမြောက်လားဒါပဲရှိတယ်ဒါကတော့စပင်နဲ့ပတ်သက်တာတွေစေးတွေရောင်းတာလက်ကလည်းခဏအဲ့ဖုန်းမှာတော်တော်ကွယ်တယ်ကျမလည်းဗီဒီယိုရိုက်ရင်ね sorry အမှန်တော့လေကျမဗီဒီယိုရိုက်ရင်စကားတွေကပြောထားပြီးသားအဲ့ဒီမှာတချင်းတန်ပါတဲ့ခါကျတော့ကျမဟိုဖြစ်လိုက်တယ် copyright နဲ့မိဒါကတော့ကျမအပြန်မှာ Ross ကိုဝင်တာပေါ့နော် Ross ကတော့တည်တဲ့အတိုင်းပဲသူကကြတော့ retail ပေါ့အထည်လေးတွေဒီမျိုးပစ္စည်း brand လေးတွေပေါ့နော် site ပြက်ကလေးပေါ့အဲ့ site ပြက်ကလေးတွေမှာကိုနဲ့တော်တဲ့ site ရတယ်ဆိုရင် brand တွေကိုဈေးတဝက်နဲ့ရတာပေါ့နော်အဲ့လိုမှာပေါ့နော်အပြင်မှာတကယ်ကို80လောက်ဆိုဒီမှာ30 40အဲ့လောက်နဲ့ရတာပေါ့နော်ဒါကတော့ဖနက်တွေပေါ့နော်သူကဈေးတွေကအဲ့မှာဟိုတဝက်ဈေးလောက်ပဲရှိတော့တာပေါ့ site ကတော့မစုံတော့ဘောနော်ဒါပေမဲ့အခုနပြောသလိုအရင်ကြီးလဲသူက branded ကြီးဖြစ်မနေဘူးbranded မဟုတ်ဘူးသူက update မဖြစ်နေဘူးပေါ့နော် update မဖြစ်နေဘူးသူက date ကတော့နည်းနည်းအောက်သွားတယ်ဆိုမှအရင်မဟုတ်ဘူးဟိုတော်တော်များများကတော့ဒီမှာပဲဝယ်တယ်ကျမလည်းမကြာခဏဝယ်ဖြစ်တယ်ဖက်နှက်တွေပါတယ်လေဈေးလေးတွေလည်းမဆိုးတော့ဝယ်စားတွေပါလည်းဝယ်ဖြစ်ပါတယ်ဒီမှာကတော့လေဈေးလေးလည်းသူ့ဟာနဲ့သူပေါ့နော်အချို့အဲ့လိုမျိုးဆိုအဲ့ဖက်နှက်လေးဆိုတော်တော်ပေါ့ပါတယ်ဒါပေမဲ့ကျမဆိုင်မဟုတ်တော့လေကျမဖက်နှက်တရံတော့ဝယ်ခဲ့တယ်22ကျပ်ပေးခဲ့ရတယ်ပေါ့ပါတယ်တောက်ကလေးနဲ့ပေါ့နော်ဒါကတော့ခြေစွပ်တွေဒီနိုင်ငံကတော့ခြေစွပ်ဝတ်တဲ့တိုင်းပြည်ဆိုတော့အဲ့ဖက်နှက်လေးကျမဝယ်ခဲ့တယ်ပေါ့ပါပါတယ်တောင်ကလေးနဲ့ပေါ့နော်ပွဲတိုင်းသွားရအောင်ဆိုတော့ဒါရဲ့ graduation ပွဲပေါ့အကြောင်းဆင်းပွဲပေါ့နော်အဲ့တော့ graduation ပွဲလေးလေးကျမတင်ပေးပါဦးမယ်လို့เนาะဒီမှာအဲ့လေးမှာဒါကတော့ပတ်စံ80ဒါ MK 90 80ဒီဇိုင်းပေါ်မူတည်တာပေါ့เนาะဒီမှာတော့ဒီမှာ MK တို့ gas တို့အဲ့မှာစုံပါပဲဈေးတွေကတော့ဟိုဘယ်လိုခေါ်မလဲ
branded sorry update တော့မဟုတ်ဘူးဒါပေမဲ့ပစ္စည်းကတော့စစ်တာပေါ့နော်ဒါကတော့စကတ်တွေသူကတော့အဲ့လိုမျိုးစကတ်တွေခေါင်းဝင်ထဲမှာလည်းအဲ့လို Calvin Klein တို့ဘာလို့ပေါ့နော်အဲ့ဒါမျိုးတွေအဲ့လို brand လေးတွေကိုရက်တော်တဲ့ site မျိုးရလို့ရှိရင်လေအဲ့ဒါတန်တာပေါ့လေနော်340နဲ့ရတယ် Calvin Klein တွေပါလေဆိုရင်လေအပြင်မှာ100ကျော်တယ်လေနော်အဲ့ဒါအင်းကြီးတစ်ထဲတောင်မှ129ကျပ်တန်အောင်သူရောင်းတာ20နဲ့ပဲရောင်းပေးတယ်အဲ့လိုမျိုးဒါကားဝင်တွေကနှွေရာတီဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုအကုန်လုံးတော့ကိုနဲ့တော့အဆင်ပြေမနေဘူးပေါ့နော်ရှာတော့ရှာရတာပေါ့လေဒီမှာဝက်စားတွေကအဲ့လိုမျိုးသူတို့ဝတ်တဲ့ပုံစံကြီးက living high ကြီးတွေအဲ့လိုပေါ့ရမ်းရောလေအကုန်လုံးကတော့ကွက်တီတော့ကြာမနေဘူးဒါကတော့အိမ်တွင်းပစ္စည်းလေးတွေပေါ့နော်အိမ်မှာအလှဆင်တဲ့ပစ္စည်းလေးတွေအိမ်မှာဆိုရင်စီတက်တာလာနဲ့ရတယ်ပေါ့လေနော်အဲ့လိုအိမ်မှာအလှဆင်တာအရုပ်ကလေးတွေပါလေးတွေအဲ့လိုမျိုးပေါ့နော်ဒါကတော့မြို့ကိုချောင်းသုံးပစ္စည်းတွေစုံလို့ပါပဲအဲ့ဒီမှာတော့လေသူကတော့အဲ့လိုပေါ့ဈေးတက်တာတဲ့ခေါ်မလဲအခြေခံလူဒန်းစားတွေဝယ်တဲ့နေရာပေါ့နော်ဈေးလေးတွေလည်း fair ဖြစ်တယ်ကိုယ့်အိမ်မှာလည်းသုံးလို့တဲ့ပစ္စည်းလေးတွေလည်းဈေးသက်သာနဲ့ရတယ်စုံတယ်ဆိုတော့လေဒါကတော့အိယာခင်းနေအဲ့လိုပေါ့အကုန်လုံးခေါင်းစွတ်တွေဘာတွေအကုန်ပါ1 set ပေါ့အဲ့လိုမျိုးတွေအချို့ brand တွေလည်းအချို့ brand ကောင်းတာလေးလည်းပါတယ်ဒီမှာလည်းအဲ့လိုမျိုးတပ်ပနံလေးပေါ့ဒါတိုလီမုစနာတွေတောင်းလေးတွေချင်းလေးတွေဝတ်ထဲတဲ့တောင်းလေးကျမလည်းသွားကြည့်တာပေါ့နော်အဲ့လိုအိမ်မှာလည်းပစ္စည်းတွေကလိုတယ်လေတခါတလေအိမ်ကတော့နည်းနည်းကျင်းတော့ထားစရာနေရာတော့မရှိဘူးကိုကအော်ဒီစီလေးထဲမှာတော့ရှောက်ပြီးတော့ကြည့်နေတာပေါ့နော်ဖနက်တရံတော့ဝယ်ခဲ့တယ်အဲ့နဲ့တရံဝယ်ခဲ့တယ်ဘောင်းမီတစ်ထည်ဝယ်ခဲ့တယ်ဒါကတော့ကလေးတန်လေးတွေပေါ့နော် Adidas တို့ Nike တို့အမျိုးလေးတွေအဲ့မှာအိတ်ကလေးတွေလည်းစုံနေရှင်အဲ့ဒီမှာအဲ့ဒီအိတ်လေးတွေကတော့တော်တော်တက်တာတယ်တွေ့လားအဲ့ဒီအိတ်အပဲလေးဆိုအရင်ချစ်ဖို့ကောင်းတယ် brand အောင်မိသွားပြီကျမအဲ့ဒီမှာအဲ့လိုမျိုးအိတ်ကလေးတွေဒါလေးကတော့အရင် brand အကြီးတွေပေါ့နော်အိတ်တွေကတော့ဒီမှာပေါ်ကျင်းသုံးခြင်းပါပဲရှင်တရားမကိုင်းခြင်းမအဆုံးပါပဲပေါ်တော့ဘောနော်ဈေးလေး20 30နဲ့20 30ဆိုတာလေဟိုဒီနိုင်ငံရဲ့ဝင်နဲ့တော့လူတိုင်းဝင်နိုင်ကြတာပေါ့လေအဲ့လိုပုံစံမျိုးဒါထီးလေးတွေဒါကကြတော့လက်သေးနီပေါ့နော်လက်သေးနီတွေဒီမှာကြည့်တာလေးပလင်ဒါကကြတော့ကပတ်ကလည်း MK ကပတ်တွေအဲ့လိုမျိုးပေါ့နော်အမျိုးလေးတွေ brand လေးတွေရှိတယ်အဲ့ဒါလေးကျွန်မကြည့်ခဲ့တာဈေးက20လားမသိဘူး MK ကပတ်တွေဒီမှာလှတယ်အဲ့မှာလေ MK တို့ gas တို့အမျိုးလေးတွေလည်းရှိတယ်ဒါကပတ်တွေဒါကတော့ကောင်းမှနေတဲ့ကလစ်တွေပေါ့နော်ဒါကလစ်တွေဒါကကြတော့ cosmetic တွေဒါရှီရှဲတို့တွေဟိုမှာစုံမဲ့ brand စုံမဲ့သူကလေအဲ့လို brand တွေအစုံကိုအဲ့လိုမျိုးလာပုံပြီးတင်တာတော့အချို့ပစ္စည်းကခုနကကျွန်မပြောလို့လေအဖေကပေါက်စေတယ်သူကbrand ပုံမူတည်ပြီးတော့ပေါ့နော်တဝက်လောက်တတာလေး eye cream L'Oreal eye cream 12ကျပ်တဲ့ကျွန်မကြည့်လိုက်တာအဲ့မှာရှီရှဲတို့စုံလို့ပဲเนาะ brand နေဒါကတော့ luggage တွေခရီးဆောင်အိတ်တွေဒါခရီးဆောင်အိတ်တွေဒါကတော့ကြော်ဖို့အိတ်တွေ Jordan တို့ဘာလို့Jordan နေအဲ့ဒါလေးတွေ
ဒါတော့ကြောဖို့အိတ်တွေဒါယောက်ျားလေးပဲအချမ်းရောက်ပါဘောနော်ဒါ luggage တွေဒါယောက်ျားလေးပဲအချမ်းယောက်ျားလေး T-shirt တွေ Nike တို့ Adidas တို့ပေါ့နော်အမျိုးလေး15ချက်လောက်တော့ရှိတယ် Nike တို့ဘာလို့ကြတော့လေbrand နဲ့တူပေါ့ရှင်ဈေးကောင်းတဲ့ကားကလည်းကောင်းတာပေါ့နာမည်ကြီးတဲ့ brand ဆိုရင်တော့ဈေးနည်းနည်းလေးပိုပေးရတာပေါ့နော်အဲ့လို